ဆရာတို့အခုလာမဲ့16ရက်နေ့ဟာရွှေရောင်လွှမ်းသောနေ့တစ်နေ့ဖြစ်ပါတယ်ရွှေရောင်လွှမ်းသောနေ့တစ်နေ့ဆိုတာကတော့ဒီနေ့မှာထီတွေချဲတွေထိုးမယ်ဆိုရင်ထီချဲပေါက်ကိန်းရှိတယ်ငွေအလုံးရင်းဝင်ကိန်းရှိတယ်စီးပွားတက်ကိန်းရှိပါတယ်အဲ့ဒါကြောင့်မလို့ဆရာကဒီနေ့ကြာရောက်မဲ့16ရက်နေ့ရာဆိုရင်ရွှေရောင်လွှမ်းသောနေ့တစ်နေ့ဖြစ်ပါတယ်ရွှေရောင်လွှမ်းသောနေ့တစ်နေ့မှာထီတွေချဲတွေထိုးမယ်ဆိုရင်ထီချဲပေါက်ကိန်းရှိတယ်ကန်စမ်းမဲပေါက်ကိန်းရှိပါတယ်နော်ပြီးတော့ဒီ16ရက်နေ့ရာရွှေရောင်လွှမ်းသောနေ့တစ်နေ့ဖြစ်တဲ့အပြင်ဟိုမှာဒနာသိဋ္ဌိနက္ခတ်ပေါ်တဲ့အချိန်လည်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့လိုအချိန်မျိုးမှာနော်အဲ့လိုရက်မျိုးမှာနော်ကုသိုလ်ကောင်းမှုတွေလုပ်မယ်နော်ယရိယာအစီအမံတွေလုပ်မယ်ဆိုရင်အယမ်းကိုမှထူးခြားစေတယ်အယမ်းကိုမှအဆင်ပြေစေတယ်လိုတိုင်းလိုတိုင်းရစေတယ်ကိုလှုပ်တဲ့လောက်ကင်သမျှကြံစီသမျှကိစ္စတွေအောင်မြင်စေတယ်နော်ထီတွေချဲတွေထိုးရသူတွေထီတွေချဲတွေပေါက်စေတယ်အယောင်းဝယ်တွေလည်းကောင်းစေတယ်အဲ့ဒါကြောင့်မလို့ဒီအခုလာမဲ့3လပိုင်း16ရက်နေ့ဟာเนาะလက်လာပါတွေပွင့်လန်းပြီးတော့မှရွှေရောင်လွှမ်းတဲ့ကဲ့သို့ဒနာသိဋ္ဌိနက္ခတ်လည်းပေါ်တဲ့ချိန်ဖြစ်တဲ့အတွက်3လပိုင်းမှာအကောင်းဆုံးနေ့တစ်နေ့ဖြစ်တယ်ဒီလိုနေမျိုးမှာရတရားလုပ်မယ်ဆိုရင်3လပိုင်းလကုန်တဲ့အထိကိုငွေဝင်ကျန်းစေတယ်အယောင်းဝယ်ကောင်းစေတယ်စီးပွားတက်စေတယ်အလုတ်ကိုင်းတွေအဆင်ပြေစေတယ်ကြံစီသမျှအောင်မြင်စေတယ်ပိတ်ဆို့နေတဲ့အရာတွေပွင့်လန်းစေတယ်လက်လာပါတွေကိုယ့်စီကိုရောက်ရှိလာပြီးတော့မှလက်လာပါတွေပွင့်လန်းစေပါတယ်เนาะအဲ့ဒါကြောင့်မလို့ဒီနေ့16ရက်နေ့ကအရန်ဟိုမှာအရေးကြီးတဲ့နေ့တစ်နေ့ဖြစ်တယ်နေကောင်းနေ့တစ်နေ့ဖြစ်တယ်နေထူးနေ့တစ်နေ့ဖြစ်တယ်ဒီလိုနေမျိုးမှာဆရာကနော်ကုသိုလ်ပြုယရိယာတစ်ခုကိုဆရာပရိသတ်တွေကိုလက်ဆောင်ပေးသွားမှာဖြစ်တယ်ဒီယရိယာကိုပြုလုပ်လိုက်ပြီးဆိုတာနဲ့ကိုထူးခြားနဲ့ကိုမှအစင်ပြေချောမွေ့လာပြီးတော့မှနော်ထီတွေချဲတွေပေါက်ပြီးတော့ငွေတွေဝင်ပြီးတော့မှငွေကိုပေါ်တီနဲ့ပေါ်လောနဲ့ကို300အောင်ရအောင်ဆရာကနေပြီးတော့ဒီယရိယာကိုပေးသွားမှာဖြစ်ပါတယ်เนาะဒီအရာလေးကအရန်ဟိုမှာလဲလွယ်ကူရိုးရှင်းနဲ့တေးသေးချာလေးလုပ်ပါမိမိရဲ့စိတ်ထဲမှာကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလုပ်ပါယုံကြည်နဲ့သာလုပ်ပါအရန်ဟိုမှာထူးခြားပြီးတော့မှအစွမ်းထက်တဲ့ယရာဖြစ်ပါတယ်အရန်ကိုမှထူးခြားတဲ့နေ့တစ်နေ့မှာလဲဒီယရာကိုကပြုလုပ်ရမှာဖြစ်တဲ့အတွက်ချက်ချင်းလက်ငင်းကိုအကျိုးထူးစေတယ်ချက်ချင်းလက်ငင်းကိုအကျိုးပေးစေတယ်လှုပ်လိုက်တာနဲ့ကိုတိတာငွေဝင်စေပြီးတော့မှထီတွေချဲတွေပေါက်စေပါတယ်เนาะတချို့ဆိုရှိရဲထီထိုးနေတဲ့မပေါက်သေးတဲ့သူတွေနော်ထီစုကြီးနဲ့တေလွဲဖြစ်နေတဲ့သူတွေနော်အဲ့လိုလူမျိုးတွေအတွက်ဆရာကထီတွေပေါက်အောင်ချဲတွေပေါက်အောင်လို့ကံကောင်းစေမဲ့ယရိယာပေးတာဖြစ်ပါတယ်ထီချဲပေါက်ဖို့ဆိုရင်ထီကံကောင်းဖို့လိုပါတယ်ထီကံကောင်းစေမဲ့ယရိယာလည်းဖြစ်ပါတယ်ဒီယရိယာကငွေလည်းဝင်စေပါတယ်ဒနာသိဋ္ဌိနက္ခတ်ပေါ်တဲ့အချိန်ပေါ်တဲ့ရက်မှာပြုလုပ်ရမှာဖြစ်တဲ့အတွက်ပို့ပြီးတော့မှနော်ငွေတွေအလုံးလိုက်အရင်လိုက်ကိုမိမိထံကိုဝင်လာစေပါတယ်နော်3လပိုင်းမှာ9ရက်သားသမီးတော်များကငွေရေးကြေးနဲ့ပတ်သက်ရင်ခက်ခဲကြက်တဲနေတာကိုတွေးကြရပါတယ်အဲ့လိုခက်ခဲကြက်တဲတာတွေကိုဖြည့်ရှင်းဖို့အတွက်ဆရာကဒီယတရားလေးကိုပေးတာဖြစ်ပါတယ်เนาะဒီယတရားလေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုသေချာလေးကြည့်သွားပါဗီဒီယိုလေးကိုလည်းဆုံးအောင်ထိကြည့်ပေးပါဒါမှဆရာပြောတဲ့ဆောင်ရန်ရှောင်းရန်တွေကိုလည်းသိရမှာဖြစ်ပါတယ်9ရက်သားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘေဒီယတရားဆရာထူးမြတ်အောင်ပဲဖြစ်ပါတယ်ဆရာကတော့ဘေဒီယတရားတွေကိုဆရာပရိသတ်တွေကိုအမြဲတမ်းကုသိုလ်ပြုယတရားတွေကိုတင်ဆက်ပေးနေတာ12နှစ်တိတိရှိပါပြီ12နှစ်ကာလအတွင်းမှာဆရာရဲ့ယရိယာတွေကိုနေ့စဉ်နေ့တိုင်းလိုက်လုပ်ပြီးတော့မှတထေးကြီးဖြစ်သွားတဲ့သူတွေတထေးမကြီးဖြစ်သွားတဲ့သူတွေထီတွေပေါက်သွားတဲ့သူတွေအိမ်တွေခြံတွေတိုက်တွေကားတွေနဲ့ဖြစ်သွားတဲ့သူတွေချမ်းသာအောင်မြင်သွားတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်မလို့လဲဆရာကဒီအခြေအနေထိရပ်တည်နိုင်တာဖြစ်ပါတယ်ဆရာပရိသတ်တွေကိုလည်းဆရာကနေ့စဉ်နေ့တိုင်းကုသိုလ်တွေကိုလမ်းပြပေးနေတဲ့လမ်းပြကျက်တူလည်းဖြစ်ပါတယ်ဆရာတို့ငွေဝင်ဖို့ဆိုတာကတော့နော်ဘသူမဆိုလှုပ်တတ်ပါတယ်ကိုလှုပ်နေတဲ့အလုပ်တွေတိုင်းမှာတော့ငွေဝင်တာကြည့်ပါပဲကိုဝင်လာတဲ့ငွေဟာဒီဝင်လာတဲ့ငွေထက်များဝင်ဖို့အစူးလိုက်အပြုံလိုက်ဝင်ဖို့နော်အိမ်ကြီးခြံနေဆိုလဲဝင်ဖို့ဒီဝင်လာတဲ့ငွေဟာပွားများဖို့ဒီဝင်လာတဲ့ငွေဟာငွေဝင်ငွေမြဲဖို့အတွက်ကိုဆရာကအဓိကထားပြီးတော့ယရိယာတွေကိုပေးနေတာဖြစ်ပါတယ်ပြီးတော့ကန်ဆိုးကန်နေကန်ညံတဲ့သူတွေကိုလည်းဆရာကကန်အပြောင်းလဲဖြစ်စေမဲ့ကုသိုလ်ပြုယရိယာတွေကိုလောက်ခိုင်းခြင်းဖြစ်ပါတယ်ယရိယာတွေအများကြီးရှိတဲ့ထေရမှာကုသိုလ်ပြုယရိယာဆိုတာအထူးခြားဆုံးအမွန်မြတ်ဆုံးအစွမ်းထက်ဆုံးယရိယာဖြစ်ပါတယ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာကဒီဘဝမှာနေမဟုတ်ပါဘူးနောင်ဘဝထိခံစားရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လဲဆရာကဆရာပရိသတ်တွေကိုကုသိုလ်ပြုယရိယာတွေကိုပဲ
နေ့စဉ်လှုပ်ခိုင်းခြင်းဖြစ်ပါတယ်တခြားအယူအဆအလွဲမားတွေကိုဘယ်တော့မှဆရာပရိသတ်တွေကိုမလှုပ်ခိုင်းပါဘူးဒါဆရာရဲ့စေတနာမေတ္တာတရားဖြစ်ပါတယ်ဆရာကိုယ့်ရဲ့ကိုကြိုးကိုမကြည့်ပါဘူးခုနှစ်ရဲ့သားသမီးရဲ့ကောင်းကျိုးကိုကြိုးကိုပဲကြည့်ပါတယ်ခုနှစ်ရဲ့သားသမီးချမ်းသာအောင်မြင်မှဆရာတို့ဘေးရင်ဆရာကထမင်းစားရမှာဖြစ်ပါတယ်ဆရာစားတဲ့ထမင်းတစ်လုံးတိုင်းဒီလေအပူသာမပါဘဲနဲ့စားကျင်တာဖြစ်တဲ့အတွက်ဆရာပရိသတ်တွေချမ်းသာအောင်မြင်တိုးတက်မှရလာတဲ့ငွေများကိုပဲဆရာကယူချင်တာဖြစ်ပါတယ်ဆရာပရိသတ်တွေအတွက်ဆရာကအမြဲတမ်းတက်တက်လုံးအောင်မြင်တိုးတက်အောင်လုပ်ပေးနေမယ်ဆရာတယောက်ဖြစ်ပါတယ်ကဲရရလေးစားလိုက်ကြရအောင်တနာသိခိနက္ခတ်နဲ့လည်းစမ်းရှင်တဲ့နေ့တစ်နေ့ဖြစ်တဲ့နော်ရွှေရောင်လှမ်းတဲ့နေ့တစ်နေ့ဖြစ်တဲ့16ရက်နေ့ဟာထီတွေချဲတွေထွက်မဲ့နေ့တစ်နေ့တည်းဖြစ်တဲ့အဲဒါကြောင့်မလို့ဒီရရကိုပြုလုပ်ပါဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမင်းစီစံကတ်လူရမှာဖြစ်ပါတယ်ဆရာတို့ထမင်းစီစံထမင်းကိုစီလေးစမ်းလိုက်မယ်ပြီးရင်မြေပဲဆံပေါ့နော်မြေပဲဆံလေးထည့်လိုက်မယ်ပြီးရင်ကြက်ဥကြော်တစ်လုံးထည့်မယ်ပြီးရင်လက်ဖက်ကလေးပေါ့နော်လက်ဖက်လေးတစ်ပုံထည့်မယ်ဒီလိုမျိုးလေးနော်မြေပဲဆံလေးရဲ့လက်ဖက်လေးတစ်ပုံရဲ့ထမင်းကရိုးရိုးထမင်းမဟုတ်ထမင်းစီစံလေးနော်ဓာတ်တွေနံနေရအောင်လို့ဆရာတေချာလေးဟိုပြောပြထားပေးရကြက်ဥကြော်ကိုလည်းထည့်မယ်ကြက်ဥကမွေကြော်လဲရတယ်ဟပ်ပွိုင်လဲရတယ်ကြိုက်တာထည့်ပေါ့နော်ဒီမှာဒီလိုလေးအဲ့ဆိုရင်ဆရာပရိသတ်တွေတွေ့မယ်ဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်နေတိုင်းကတ်စရာမလိုဘူး16ရက်နေ့တည်းရက်တည်းပဲကတ်မယ်ပြီးရင်ရင်နွေးချမ်းလက်ဖက်6ရင်နွေးချမ်းတစ်ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပြီးရင်ဂုံတော်9ပါးကို20နဲ့တစ်ခေါက်ရွတ်မယ်ရွတ်ပြီးဆိုတာနဲ့ဆူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရွှေရောင်လန်းတဲ့နေ့တစ်နေ့ဖြစ်တဲ့16ရက်နေ့မှာနော်ကျဲဥကျော်လက်ဖက်ကျဲဥသမင်းစီစမ်းဒီနွေးချမ်းတစ်ခွက်စီမီဖြူရောင်တိုင်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားမြစ်တာအကျိုးများကြောင့်တပည့်တော်သည်ဒီရတရားကိုပြုလုပ်တဲ့နေ့ကနေစပြီးတော့3လပိုင်းလကုန်တဲ့အထိထီစုကြီးပေါက်ပါစေချဲစုကြီးပေါက်ပါစေကန်စမ်းမဲတွေပေါက်ပါစေငွေတွေအစုလိုက်အပြုံလိုက်ဝင်ပါစေလိုတိုင်းတလိုတိုင်းရပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေသူဆရာတို့ဆုတောင်းမယ်ဆုတောင်းပြီးဆိုတာနဲ့ဒီရတရားလေးပြုလုပ်လို့ပြီးပါပြီဆရာပြောပြမယ်ရတရားလုပ်တဲ့အချိန်မှာအယမ်းကိုထူးခြားခြင်းနဲ့အယမ်းကိုမှအစွမ်းပြခြင်းနဲ့ဆိုရင်မြတ်စွာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုစွန့်ကတ်တော့မယ်ဆိုရင်မိမိရဲ့စိတ်ထဲမှာလောဘဒေါသမောဟတွေကိုဖယ်ရှားလိုက်ပါကုသိုလ်ရခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုစွန့်ကတ်ပါပြီးတော့မှဆရာခုနပြောသလိုဆူတောင်းမှုတွေကိုကိုလိုချင်တာကိုဖြစ်ချင်တာတွေကိုဆူတောင်းမယ်ဒါဆိုရင်ကုသိုလ်လည်းရမယ်ဆူတောင်းလည်းပြည့်မယ်နှက်ကောင်းနှက်မြတ်တွေကလည်းပို့ပြီးတော့စောင့်ရှောက်တယ်မိမိကိုစောင့်ရှောက်တဲ့အဆောင်ရှောက်တွေကလည်းပို့ပြီးတော့ကိုယ့်ကိုကူညီစောင့်ရှောက်ပေးတယ်အဲ့ဒါကြောင့်မလို့ဆရာပြောတဲ့အစင်လိုက်တိုင်းပဲလှုပ်သွားဖို့ပြောချင်ပါတယ်နော်ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေမိသားစုတွေကိုလည်းဒီရတရားလေးကိုပြန်လည်မျှဝေပေးပါကုသိုလ်ပြုရတရားကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရစေတယ်ငွေလည်းဝင်စေတယ်ကိုယ့်ရဲ့လိုဟင်ဆန္ဒတွေလည်းပြေဝစေပါတယ်အဲ့ဒါကြောင့်မလို့ဆရာတို့ဒီရတရားပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရတရားလေးကိုပြုလုပ်ဆောင်ရွက်ပေးဖို့ဆရာပြောချင်ပါတယ်ဒီနေ့ဆရာအရန်အရေးကြီးတာလေးတခုပြောချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင်3လပိုင်းလာဝက်ကနေပြီးတော့လာကုန်တဲ့အထိထီတွေချဲတွေပေါက်ချင်တဲ့သူတွေအယောင်းဝယ်တွေကောင်းချင်တဲ့သူတွေအကျွေးတွေကြေချင်တဲ့သူတွေငွေဝင်ကျန်းချင်တဲ့သူတွေစီးဝါးတက်ချင်တဲ့သူတွေအလုံးကိုင်းတွေအဆင်ပြေချင်တဲ့သူတွေအကုန်လုံးဆရာစီမှာ3လပိုင်းလာဝက်အတွက်ဝင်လာမဆဲတဲတဲဆိုတဲ့3လပိုင်းလာဝက်ငွေဝင်ကျန်းတဲ့ရတရားကိုလာအပ်လို့ရပါပြီဆရာကိုယ်တိုင်တေချာစီမံပြီးတော့ပြုလုပ်ပေးမှာဖြစ်ပါတယ်ရတရားရဲ့နာမည်ကလည်း3လပိုင်းလာဝက်ငွေဝင်ကျန်းစေတဲ့ထီချဲပေါက်စေတဲ့ဝင်လာမဆဲတဲတဲဆိုတဲ့ရတရားဖြစ်ပါတယ်ဆရာရဲ့ Viber ဖုန်းနံပါတ်663331 Telegram ဖုန်းနံပါတ်663331မှာဆရာနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးရတရားအပ်လို့ရတယ်ဆရာရဲ့ Messenger မှာလည်းဓာတ်ရိုက်ဆက်သွယ်ပြီးတော့ရတရားအပ်လို့ရတယ်အကောင့်တူတွေ page အတူတွေရှိတော့တစ်ချက်လေးတော့သတိထားပေးကြပါနော်အဲ့တော့ဆရာစီမှာရတရားအပ်တယ်ဆိုရင်ဆရာကကြော်ဝဲတွေထိုးပေးတယ်ဆေးဖြောင်းနိုင်တွေထွန်းပေးတယ်ဓာတ်ရိုက်တက်စင်တွေလုပ်ပေးတယ်အစီမံရတရားတွေကိုလုပ်ပေးပါတယ်ဆရာအမြဲတမ်းပွဲတွေထိုးပေးတယ်ရတရားလုပ်ပေးတာတွေကိုလည်းဆရာရဲ့ဒီ page မှာအမြဲတမ်းဗီဒီယိုတွေနဲ့တင်ပေးထားပါတယ်လူဟောင်းတွေဆိုရင်တော့ပြောစရာမလိုပါဘူးဆရာနဲ့ contact မိပါတယ်အချိတ်ဆက်မိပါတယ် energy ကိုက်ပါတယ်လူဟောင်းတွေကတော့ဆရာစီမှာဆရာဒီရတရားအဲ့လိုပြောရင်အကုန်လုံးလာအပ်ကြပါတယ်လူသစ်တွေကိုအတွက်ပြောတာပါကဲလူဟောင်းတွေရောလူသစ်တွေရော3လပိုင်းလာဝက်မှာကြက်တဲခက်ခဲနေကြတာတွေတော်တော်များနေရတွေ့ရပါတယ်ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက်ဆရာရတရားအသစ်တစ်ခုကိုစီမံထားပါတယ်မိမိရဲ့ကန်တွေစိုးနေတာတွေညံ့နေတာတွေပိတ်ဆို့နေတာတွေကိုဖယ်ရှားပြီးတော့ကန်ကောင်းစေမဲ့ရတရားဖြစ်ပါတယ်เนาะလာအပ်ဖြစ်အောင်လာအပ်ပါပြီးတော့ဆရာစီမှာလဲဆရာကိုယ်တိုင်เนาะဂါရာတွေမန်နန်တွေရွတ်ဖတ်ပြီးတော့အစီအရင်တွေလှုပ်ထားတဲ့အဆောင်လက်ကောက်ကလေးတွေကိုလည်းဝယ်လို့ရပါတယ်ဆရာမြန်မာတပြည်လုံးကိုပို့ပေးပါတယ်ထိုင်းနိုင်ငံဆိုရင်လည်းအိမ်ရောက်ပို့ပေးတယ်မြန်မာပြည်ဆိုရင်လည်းအိမ်ရောက်ပို့ပေးတယ်ဆရာ3ရက်အတွင်းအိမ်အရောက်ပို့ပေးပါတယ်ဒီရတရားပြုလုပ်တဲ့နေ့မှာစိတ်သားမစားပါနဲ့စိတ်သားစားတာကိုရှောင်ပေးပါเนาะဆရာတို့အကျိုးပေးအယောင်ပေါ့เนาะအကျိုးပေးအယောင်ကတော့ဆရာတို့ဒီခရမ်းရောင်ဖြစ်ပါတယ်အဝါရောင်ဖြစ်ပါတယ်ခရမ်းရောင်အဝါရောင်ပါတဲ့အဝတ်စားတွေကိုဝတ်မယ်ဆိုရင်
ပို့ပြီးတော့လက်ပွင့်လက်ရွှင်ပြီးတော့ငွေဝင်စေပါတယ်အကျိုးပေးကဏ္ဍလေးကတော့12649ဖြစ်ပါတယ်ဒီကဏ္ဍပါတာတွေကိုကိုညံရှိသလိုအသုံးချလို့ရပါတယ်ကိုညံရှိသလိုဆရာတို့နော်ထီရချဲတွေထိုးရတဲ့နေရာမှာထိုးလို့ရပါတယ်ကဲ9ရက်သားသမီးအားလုံးလဲ16ရက်နေ့ရွှေရောင်လွှမ်းတဲ့နေ့တစ်နေ့မှာထီရချဲတွေပေါက်ကြပါစေငွေတွေအစုလိုက်အပြုံလိုက်ဝင်ကြပါစေလို့ဆရာထူးမြအောင်နေဆူတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်